မြန်မာ Nationally ရာသီသစ်မတိုင်ခင်ရန်ကုန် United အသင်းကတော့အသင်းရဲ့ကစားသမားအင်အားဖြည့်တင်းမှုတွေကိုဇက်တိုက်ပြုလုပ်နေရလို့ဆိုလို့ရပါတယ်။ပထမဆုံးအနေနဲ့ကတော့2025 MNL League ချန်ပီယံအသင်းရန်ကုန် United ကဂျပန်ကွင်းလယ်ကစားသမားအော်တိုဆိုင်တို့ကိုတစ်နှစ်စာချုပ်သက်တမ်းတိုးခေါ်ယူလိုက်ပြီးဖြစ်ပါတယ်။အော်တိုဆိုင်တို့ကပြီးခဲ့တဲ့2025-2016ရာသီတစ်လျှောက်ရန်ကုန် United အတွက်အဓိကကွင်းလယ်အင်အားတစ်ခုအဖြစ်ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီးအသင်းနဲ့အတူစူဖလားအောင်မြင်မှုကိုလည်းရယူထားနိုင်ခဲ့ပါတယ်။အော်တိုဆိုင်တို့ကကျွန်တော်ချစ်တဲ့အသင်းနဲ့ဆက်ပြီးလက်တွဲသားရတာပြောပါတယ်အသင်းဘော်ရီနဲ့လည်းအရန်အဆင်ပြေပြီးလာမယ့်ရာသီမှာချန်ပီယံဖြစ်ဖို့အာရုံစိုက်သွားမယ်လို့ပြောကြားခဲ့ပါတယ်ဒါ့အပြင်ရန်ကုန် United ဟာတိုက်စစ်ပိုင်းအင်အားဖြစ်တင်မှုဖြစ်ရခိုင် United အသင်းကကင်မရွန်တိုက်စစ်မှုမူစတာဖာကိုတစ်နှစ်စာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။မူစတာဖာဟာအေဘေးနီးယားလိမှာဂိုးသွင်းအများဆုံးဆု2ကြိမ်ရရှိထားသူဖြစ်ပြီး UEFA Cup Qualification ပြိုင်ပွဲအထိရှင်ပြိုင်မှုတဲ့အတွေ့အကြုံရှိတိုက်စစ်မှုတို့လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီရခိုင် United နဲ့အတူ10ဂိုးသွင်းပြီး9ဂိုးဖန်တီးပေးထားနိုင်ခဲ့တဲ့မူစတာဖာကရန်ကုန် United လိုသမိုင်းကြောင်းကြီးမားတဲ့အသင်းကိုရောက်လာရတာစိတ်လှုပ်ရှားပါတယ်။အသင်းနဲ့အတူချန်ပီယံဆုအတွက်အကောင်းဆုံးစူးစမ်းသွားမယ်လို့ဆိုထားပါတယ်။ဆက်ပြီးတော့ရန်ကုန် United အသင်းဟာဒဂုံဘော့အသင်းကကင်မရွန်ကွင်းလယ်ကစားသမားဂိုင်းမီရှယ်ကိုလည်းတစ်နှစ်စာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။အသက်20အရွယ်သားရှိသေးတဲ့ဂိုင်းမီရှယ်ဟာဒဂုံဘော့အသင်းနဲ့200တီအတွင်း12ဂိုးသွင်းယူထားနိုင်ခဲ့သူဖြစ်ပြီးတော့စွမ်းဆောင်ရည်နဲ့ကွင်းလယ်ကစားသမားတဦးဖြစ်သတ်မှတ်ခံထားရပါတယ်။ဂိုင်းမီရှယ်ကတော့ရန်ကုန် United ကိုအရင်ကတည်းကပြောင်းရွှေ့ခဲ့တာဖြစ်ပြီးစိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ခြင်းလို့ဒီအသင်းကိုရွေးချယ်ခဲ့တာလို့ပြောကြားခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ရန်ကုန် United အသင်းဟာမြန်မာလေရွေးစင်နောက်ခံလို့ဟိန်းဖြိုးဝင်းကိုလည်းတစ်နှစ်စာချုပ်နဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။ဟိန်းဖြိုးဝင်းဟာရှမ်း United, Richard Bury နဲ့ Nakon Richard Sima အသင်းတွေမှာကစားပူတဲ့အတွေ့အကြုံရဲ့နောက်ခံကစားသမားတဦးဖြစ်ပြီးမြန်မာလေရွေးစင်အသင်းအတွက်လည်းနှစ်ရှည်လများပါဝင်ကစားပေးထားသူဖြစ်ပါတယ်။ဟိန်းဖြိုးဝင်းဟာရန်ကုန် United အတွက်အကောင်းဆုံးကြိုးစားပြီးအသင်းအောင်မြင်မှုအတွက်စမ်းဆောင်ပေးသွားမယ်လို့ပရိသတ်တွေကိုကတိပေးပြောကြားခဲ့ပါတယ်။အခုလိုကစားသမားအင်အားဖြည့်တင်းခေါ်ယူမှုတွေဇက်တိုက်ပြုလုပ်နေတဲ့ရန်ကုန် United ဟာလာမယ့်ရာသီမြန်မာ National League မှာချန်ပီယံဆုကိုရယူသွားမလားဆိုတာကိုတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းမြန်မာဘောလုံးသတင်းအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ MNGO Sport ရဲ့ YouTube Channel နဲ့ TikTok Channel တွေကို Subscribe and Follow လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။